တော့ပဲကြောက်နော်ကိုရအောင်ဆိုသူတို့ဖန်နေကိုနေကြတော့လို့ဆိုကိုဖန်နေပြန်ပြီးတော့လုံးမရအဲ့တော့မှကိုတကယ်ကြီးမိတ်ဆွေရောနော်အဲ့တော့ဆိုတော့ပြီးတော့ဆရာမလေးကိုလည်းနည်းနည်းကိုနေကြလို့ရကျောင်းနေပြီးတော့ဓမ္မဆိုတော့ကိုလေးကဆရာမလေးတွေဆိုပြီးတော့ရှယ်နေကွာဒီကျောင်းမတွေ့ဆိုလမ်းမတွေ့ဆိုအဲ့ဆရာဆိုတော့ရှာတော့ဘုံကကြောက်ဆိုဆောင်းပြမလို့တွေ့တော့လည်းနှုတ်ဆက်လိုက်ကိုဖန်ကြီးစวัสดีค่ะสวัสดีค่ะอาจารย์ဘာညာတော့ပြောရဆိုတော့သူဖန်ကြီးကိုဖေကိုပြန်ပြီးတော့စကားပြန်ပြောတော့လိမ့်မယ်အမျိုးကိုဖေนี่ตาနိုင်ဆိုနည်းနည်းပြောချွတ်ချွတ်စကားများကြီးပြောလေသူတော့ကိုကြိုက်လေလုံးဝပြောတော့ထေဆော်သူတော့ကိုပြောရမှာပေါ့နော်ဆိုတော့စောင့်တဲ့နေထားနေဆိုတော့စောင့်တဲ့လဲကိုဖေအသေးသေးချာချာလိုက်မှထားနော်မလဲတကယ်လဲမလဲဘာလို့ဆိုအိတ်ကလေးရှိရခိုင်းရှိရဟာတော့စိတ်ကိုနားလဲမယ်ထဲမလို့မပါဘယ်ဆိုကိုကလည်းကိုတော့လေလာရပြီးတော့ဆိုတော့ကိုပြန်ပြီးလေလာပြန်လို့အများကြီး pressure လို့မရှိရပါဘူးအမျိုးကိုမျိုးစော်ရည်ထိုက်အောင်ကျင်းနေစမလို့အခုဆို